တကာရှိယာတဲခိုကန်ထဲကထွက်လာပြီးတောင်တန်းလန်းလေးအတိုင်းဆင်းလာနိုင်ခဲ့ပါတယ်။နေအောင်လင်းလာတာနဲ့မျှသူလွတ်ပြီလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့သူ့လက်ကိုကြည့်လိုက်တဲ့အချိန်လက်ပေါ်မှာအနီရောင်အကွက်ပုံစံလေးတွေပေါ်လာနေပါတယ်။အဲ့ဒီအချိန်နားမှာအတန်တိုးလေးကိုငါ့ကိုမမြင်နိုင်တော့ပေမဲ့အခုအတွင်းထဲမှာငါရောက်နေပြီနော်တကာရှိယာသူ့အရေးကိုမြေပြင်ပေါ်ကြည့်လိုက်တဲ့အခါအရေးနှစ်ခုလူတယောက်ရဲ့အရေးနဲ့အနီရောင်ကွက်ဝတ်ထားတဲ့မိန်းကလေးအရေး